တူရနေချင်းတွေအထီရောက်ဆုံးဖြစ်တဲ့တန်ထက်အားဖြစ်စီ Ferrobit အကြောင်းကို share လုပ်ပေးချင်ပါတယ်။တန်ထက်အားစိတ်ကိုဘလူလူတွေတောက်တင်လဲတန်ထက်ချွတ်တဲ့လက္ခဏာကဘာတွေလဲတန်ထက်ကြွယ်ဝတဲ့အစားအစာကဘာတွေလဲတန်ထက်အားစိတ်ကိုတောက်တင်တဲ့သူတွေကလာဆင်ရာသီသွေးဆင်းတာများတဲ့အမျိုးသမီးတွေအစားအသောက်မစုံတဲ့သူတွေရာဆိုလို့ရှိရင်တန်ထက်အားစိတ်ကိုတောက်တင်ပါတယ်။တန်ထက်ချွတ်တဲ့လက္ခဏာတွေကပင်ပန်းနွမ်းနေခြင်းအာယုံစူးစိုက်မရခြင်းအသားရည်ဖြော့တော့ခြင်းနှလုံးတုန်ခြင်းစပင်းကျွတ်ခြင်းခြေသေးလက်သေးပစ္စည်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ဝမ်းချုပ်ခြင်းဝမ်းမဲသွားခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ဆေးကိုအစာမစားခင်1နာရီအစာစားပြီး2နာရီအကြာမှာတောက်သုံးပေးနိုင်ပါတယ်။တန်ထက်ဆုပ်ယူမှုအကောင်းဆုံးဖြစ်စေရန်အတွက်ကတော့ဗီတာမင် C နဲ့တွဲတောက်လို့ရှိရင်တော့ပိုပြီးတော့ကောင်းပါတယ်။တက်ကြွယ်ဝတဲ့အစားအစာတွေကအမဲသား၊ချက်သား၊ငါး၊ကိုက်လန်၊ပန်းကော်ပီစိမ်း၊တတိချောက်အခွန်မာသီးတွေမှာဆိုရှင်တက်ကြွယ်ဝစာပါဝင်ပါတယ်။ Ferrobit ကသူရနေချင်းတွက်ထိရောက်တဲ့တန်ထက်အပစ္စည်းဖြစ်တော်လေမြည်သည့်စေဝါမဆိုဆရာဝန်ညွှန်ကြားချက်ပြတာတောက်သုံးသင့်ပါရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်။